ယုံကြည်သူတွေအားလုံးပဲနားထောင်ကြပါအထူးသဖြင့်ချမ်းထောက်ဆရာတွေကိုတည်တည်ရှာရှာနားထောင်စေရှင်တယ်ဒီချမ်းစာကျွန်တော်တို့ဒီနေ့ဖတ်တဲ့ဒီချမ်းစာဟာဖျားသခင်ရဲ့နှုတ်ကပတ်တော်မဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြောပြချင်တာဖြစ်ပါတယ်။ဘာကြောင့်ဒီချမ်းစာဖျားသခင်နှုတ်ကပတ်တော်မဟုတ်ဘူးဆိုတဲ့အကြောင်းဟာဒီချမ်းစာထဲမှာလူလက်စကားပြောတာရှိတယ်။နော်တရိစံနဲ့ပြောတာဖြစ်တယ်။ပြီးရင်စာတန်နဲ့ပြောတာဖြစ်တယ်။ဖျားလည်းပြောတာဖြစ်တယ်။အတိတ်ကဒီချမ်းစာနော်ဖျားရဲ့နှုတ်ကပတ်တော်မဟုတ်ဘူး။ဖျားသခင်နှုတ်ကပတ်တော်ပဲဒီချမ်းစာထဲမှာရှိတာဖြစ်ပါတယ်။ La rahashondali fradis ဆိုတော့ကျွန်တော်တို့နော်သရိစံကစကားပြောတဲ့အရာပဲညမှာမြင်တွေ့ရကဘာဦးချမှာမွေလဲစကားပြောတာဖြစ်တယ်ပြီးရင်ဘာလမ်ရဲ့မင်းလဲဘာဖြစ်လဲစကားပြောတာဖြစ်တယ်နော်ဆိုတော့စာတန်ရဲ့စကားပြောတာဖြစ်တယ်လူရောစကားပြောတာဖြစ်တယ်ဆိုတော့လူဒီနော်တယောက်နဲ့တယောက်ရံဖြစ်ကြတဲ့စကားတွေဒီမှာရှိတာဖြစ်တယ်အဲကြောင့်ဖျားသခင်နှုတ်ကပတ်တော်ပဲဒီချမ်းစာထဲမှာရှိတာဖြစ်ပါတယ်အဲကြောင့်ဒီချမ်းစာနဲ့ပတ်သက်လာပြီဆိုရင်လူအနေနဲ့ကျွန်တော်မသိနိုင်ဘူးဝင်တော့ပါမပဲရတာဖြစ်ပါတယ်အဲကျွန်တော်တင်တို့ကနော်ဝင်တော့အရန်ရေးကြည့်တာဖြစ်ပါတယ်ဆိုတော့ဒီချမ်းစာဟာဖျားသခင်နှုတ်ကပတ်တော်မဟုတ်ဘူးဖျားသခင်နှုတ်ကပတ်တော်ပဲဒီအထက်မှာရှိတာဖြစ်ပါတယ်